မနက်စောစောမှာတောင်တော့တက်ကြပါမယ်ဒီနေရာလေးကိုသွားမှာပါဒါကနေဒီတိုင်းမင်းဆိုင်စည်းကိုဆက်လျှောက်လာပါဒီရတော့အဆုံးလုံးမယ်နော်ဘယ်ကမှမကွေ့ပဲနဲ့တဲတဲဆက်လျှောက်သွားမယ်နော်ဆိုင်ငယ်ရှိရင်တော့ဒီကုန်းအသက်ကဘုံကြီးကျောင်းအမှာရက်ခဲ့လို့ရပါတယ်ဖြစ်နိုင်ရင်မနဲ့စောစောလေးတက်တာပိုကောင်းနေပေါ့နော်သွားနေပါတော့ပြတလန်းလုံးအရန်လာတယ်တပင်အောင်မိုင်းမိုင်းလေးနဲ့ကဲပေးလေးများမယ်တစ်ဖြက်ရောက်ပါပြီမနဲ့အစိုးလိုက်တော့တိမ်ပေးလေတွေကဒီထက်ပိုများတယ်ပေါ့နော်အခုရောက်တာက9နာရီကျော်10နာရီလောက်ရောက်တာပေါ့နော်ဒါတော့မှအခုချိနေသေးရပေါ့နော်တိမ်လေးတွေအပေါ်မှာ coffee ဆိုင်လေးလည်းရှိတာမလို့ coffee လေးဝယ်တောက်ပြီးတော့ easy လေးထိုင်လို့ရပါတယ်နော်ခွေးတွေလည်းအများကြီးရှိတာမလို့ခွေးစာကျွေးရှင်တော့ယူသွားလို့ရပါတယ်တောင်းနေအမုတ်တောင်းနေစွမ်းနာမုတ်ပြီလားစားတော့ဒီတော့တိမ်မီလည်းမရှိတော့ဘူးcoffee လဲတောက်ပြီးပြီဆိုတော့အောက်ပြန်ဆင်းပါတော့မယ် Hey long time no see မျက်လုံးလောက်ယုံမထွက်နေဘူးလာတယ်နော်ဒီနားလေးဆိုအုပ်မိုင်းမိုင်းပြာကြီးလက်သေးဦးဒီပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တချလိုက်ကနေအဲ့ဒီတောင်ကိုတက်ချင်နေဆိုရင်တော့သွားကြည့်ပါအရန်တာရပါတယ်လူလည်းရှင်းနေပေါ့နော်။